สวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်ဒီချက်နာမည်ကတော့စိမ့်နဲ့နန္ဒာဖြစ်ပါတယ်ဒီချက်က KG နဲ့ Primary 1ကတသားမီမီလေးတွေကိုထိုင်းဘာသာသင်ကြားပေးမှာဖြစ်ပါတယ်အားလုံးမီတို့တွေเนาะ level 1မှာတော့ကထိုင်းပြည်44လုံးကိုသင်ကြားခဲ့ပေါ့เนาะအဲ့တော့ချဲတို့တွေကထိုင်းပြည်44လုံးကိုrevision သွားကြည့်အောင်เนาะအဲ့တော့ထိုင်းမှာဘီကိုဖယန်ချနာဖယန်ချနာလို့ခေါ်တယ်เนาะအဲ့တော့ထိုင်းပြည်ဆိုရင်ဖယန်ချနာထိုင်းဖယန်ချနာထိုင်းဖယန်ချနာထိုင်းဟုတ်ပြီเนาะပြီးတော့ထိုင်းပြည်ကအားလုံးပေါင်းက44လုံးရှိတယ်အဲ့တော့ဒီချဲတို့က44လုံးကိုဘယ်လိုခေါ်လဲတသားတို့မမီတို့မှတ်မိကြလားဟုတ်ပါတယ်40ตัวเนาะ44လုံးကို44ตัว44ตัวအဲ့တော့ထိုင်းရဲ့မြေ44လုံးကိုထိုင်းလို့ရေးပြောရမယ်ဆိုရင်พยัญชนะไทย44ตัวพยัญชนะไทย44ตัวလို့ခေါ်တယ်เนาะပါပြီချယ်တို့တွေထိုင်းပြည်44လုံးကိုပြောပြပြီးသွားတဲ့အခါမှာထိုင်းပြည်ရဲ့အုပ်စုတစုချင်းစီကိုစပြီးတော့ပြန်ပြီးလေ့လာကြမယ်เนาะအဲ့တော့ပထမဆုံးအနေနဲ့ချယ်တို့အလဲတန်းအုပ်စုเนาะအလဲတန်းအုပ်စုမှာဘီးဘယ်နှလုံးရှိလဲတသားတို့မမီတို့မှတ်မိကြလားဟုတ်ပါတယ်ဘီး6လုံးရှိတယ်เนาะအဲ့ဒီ6လုံးကိုချဲဒီမှာတစ်လုံးချင်းစီကိုဒီချဲရှေ့ကနေတစ်ခေါက်စီထွက်ပြမယ်ပြီးရင်တသားတို့မမီတို့နဲ့တူတူเนาะဒီချဲနှစ်ခေါက်စီလိုက်ဆိုကြမယ်เนาะအဲ့တော့ပထမဆုံးဘီးလေးကဘာလေးလဲဆိုတော့ကောကိုင်เนาะဒါမီးတို့နှစ်ခေါက်လိုက်ဆိုမယ်เนาะကောကိုင်နောက်တစ်ခါကောကိုင်ဒီနောက်ပြီးသွားရင်ဒီဘီးလေးကကြောจานเนาะနောက်ထပ်နှစ်ခေါက်လိုက်ဆိုရအောင်ကြောจานကြောจานโอเคဒီဘီးကိုလိုက်ဆိုမယ်ဒီဘီးလေးကဒေါ်တိเนาะနောက်ထပ်နှစ်ခေါက်လိုက်ဆိုမယ်ဒေါ်တိเนาะပြီးဒီဟာလေးတစ်ချက်ထွက်ပြမယ်လိုက်နာထောင်မယ်เนาะဒေါ်ချက်တာเนาะနောက်ထပ်နှစ်ခေါက်လိုက်ဆိုမယ်ဒေါ်ချက်တာโอเคနောက်ဒီဟာလေးကတောတောက်เนาะနောက်ထပ်နှစ်ခေါက်လိုက်ဆိုရအောင်တောတောက်โอเคနောက်ပြီးတော့ဒီဟာလေးကတောပတเนาะနောက်ထပ်နှစ်ခေါက်လိုက်ဆိုရအောင်တောပတเนาะနောက်ပြီးသွားရင်ချယ်တို့ဒီဘီလေးဒီဟာလေးကဘောပိုင်မိုင်เนาะနောက်ထပ်နှစ်ခေါက်လိုက်ဆိုမယ်ဘောပိုင်မိုင်โอเคနောက်ပြီးသွားတဲ့အခါကျတော့ချယ်တို့ဒီဘီလေးကပေါ်ပလာเนาะတိုင်းဆိုမယ်เนาะတသားတို့ဒုတိယမြောက်မှာလိုက်ပြီးဆိုမယ်เนาะပေါ်ပလာเนาะဒီချယ်နောက်တစ်ခေါက်တော့ထပ်ထွက်ပြလိုက်မယ်ပေါ်ပလာเนาะနောက်ဒီဟာလေးပါဒီဟာလေးကတော့ချယ်တို့တွေเนาะအောအောင်လို့ခေါ်တယ်เนาะနောက်ထပ်တူတူလိုက်ထွက်ကြည့်ရအောင်အောအောင်အဲ့တော့ကျတို့တွေအလဲတန်းဘီးဒီအားလုံးပေါင်းချိန်မှာဝိုင်းပြထားပါတယ်6လုံးရှိရယ်เนาะဒီအစာဆုံးကိုချက်တစ်ခေါက်เนาะထွက်ပြလိုက်မယ်တသားမီမီတို့ကတေချာလိုက်နာထားလို့เนาะကောကိုင်เนาะချက်နှလုံးစီထွက်နှစ်ခေါက်စီထွက်ပြလိုက်မယ်တစ်လုံးเนาะကြောจานဒေါ်တိဒေါ်ချက်တာတောတောက်တောပတဘောပိုင်မိုင်ပေါ်ပလာအောအောင်เนาะအဲ့မှာဆိုကျတို့တွေဒေါ်ဒီကနဲ့ဒေါ်ချက်တာဆိုရင်ကျတို့ဒေါ်အတန်အတွက်လေးတူတယ်เนาะတောတောင်နဲ့တောပတက်ဆိုရင်တောအတန်အတွက်လေးတူတယ်เนาะပြီးတော့ကျတို့ဒီမှာဘောပိုင်မိုင်နဲ့ပေါ်ပလာလေးကလည်းရေးတဲ့ပုံစံလေးတူတယ်เนาะပေါ်ပလာလေးကအပေါ်ကိုနည်းနည်းလေးရှည်ပြီးတော့ဆွဲသွားတာပဲเนาะဟုတ်ပါပြီဒီချယ်တို့တွေကပထမအုပ်စုအလဲတန်းအုပ်စုကိုပြီးသွားတဲ့အခါမှာတော့ဒုတိယအုပ်စုဖြစ်တဲ့အမြင့်တန်းအုပ်စုကိုတွားကြည့်ကြရအောင်အဲ့တော့အမြင့်တန်းအုပ်စုကအားလုံးပေါင်းဘယ်နှလုံးရှိလဲဟုတ်ပါတယ်အားလုံးပေါင်း17လုံးရှိပါတယ်
နော်အဲ့တော့ဒီ17လုံးအမြင့်တာအုပ်စုကတကယ်တော့ထွက်တဲ့အချိန်မှာနေမြင့်နေထွက်ရတယ်ပေါ့နော်အဲ့တော့ထွက်တဲ့ပုံစံလေးကိုတကယ်တော့ဒီမှာတစ်ခေါက်ဒီချက်ရှေ့ကနေတိုင်ပြမယ်ပြီးတသားမီမီတို့နဲ့အတူတူလိုက်ဆိုမယ်အဲ့တော့ဒီတစ်ခုကိုတော့ဒီချက်ကတစ်လုံးကို2ခေါက်စီဒီချက်ထွက်ပြမယ်နော်ဒီချက်2ခေါက်စီထွက်ပြတာကိုတသားမီမီတို့နားထောင်မယ်ပြီးသွားရင်ဒီချက်နဲ့အတူတူ2ခေါက်စီထွက်မယ်နော်အဲ့တော့ပထမဆုံးအနေနဲ့ဒီဘီလေးကနေစလိုက်ကြရအောင်အဲ့တော့ဒီဘီလေးကဒီချက်ထွက်ပြမယ်2ခေါက်ထွက်ပြမယ်နော်ခေါ်ခိုင်ခေါ်ခိုင်โอเคပါအတူတူလိုက်ဆိုကြမယ်ခေါ်ခိုင်ခေါ်ခိုင်ဒီဒုတိယတစ်လုံးသွားပါမယ်ဒုတိယတစ်လုံးကဒီချဲတို့တွေခေါ်ခွတ်ခေါ်ခွတ်တူတူလိုက်ဆိုကြမယ်ခေါ်ခွတ်ခေါ်ခွတ်နော်တတိယတစ်လုံးကိုသွားမယ်ဒီချဲဆိုတာကိုလိုက်နာထောင်မယ်နော်ချောချင်းချောချင်းโอเคအတူတူနှစ်ခေါက်ထွက်ကြမယ်ချောချင်းချောချင်းဟေးဒီတစ်လုံးကိုသွားကြရအောင်ဒီတစ်လုံးကထောထုံထောထုံโอเคအတူတူထွက်ကြမယ်ထောထုံထောထုံနောက်တစ်လုံးသွားမယ်ဒီဘီလေးကဒီချက်နှစ်ခေါက်ထွက်ပြမယ်နော်ထောฐานထောฐานโอเคတူတူနှစ်ခေါက်လိုက်ထွက်ကြမယ်ထောฐานထောฐานဒီပါဒီဘီလေးကတော့နော်ဒီချက်နှစ်ခေါက်ထွက်ပြမယ်ဖော်พึ่งဖော်พึ่งတူတူထွက်မယ်ဖော်พึ่งဖော်พึ่งခင်းနောက်တစ်လုံးသွားပါမယ်နောက်တစ်လုံးကတော့ဖော်พึ่งနဲ့ပုံစံလေးတူတယ်သွားနည်းနည်းလေးရှည်ဆွဲပြီးတော့နော်ရေးသွားတာနော်အဲ့ဒါလေးကိုဒီချက်နှစ်ခေါက်ထွက်ပြမယ်ဖော်ဖာဖော်ဖာခေတူတူထွက်ကြမယ်ဖော်ဖာဖော်ဖာနောက်ပြီးတော့အဲ့ဒီချက်တို့ဒီဘီလေးနော်ဒီဟာလေးကနော်ဒီချက်အရင်ဆုံးထွက်ပြမယ်စောစာလာစောစာလာကေတူတူလိုက်ထွက်ရအောင်စောစာလာစောစာလာဒီဟာလေးထွက်ကြည့်မယ်နော်ဒီဘီလေးအမှတ်ချစ်ထားတဲ့ဘီလေးကိုထွက်ကြည့်မယ်ဒီချက်ထွက်ပြမယ်နော်စောเสือစောเสือတူတူထွက်ရအောင်စောเสือစောเสือဒီဘီလေးထွက်ကြည့်မယ်နော်ဒီဘီလေးကကြတော့ဒီချက်ထွက်ပြမယ်နော်စောရစီစောရစီတူတူထွက်ကြည့်ရအောင်စောရစီစောရစီโอเคအုပ်စုနော်အမြင့်တန်အုပ်စုရဲ့နောက်ဆုံးဘီလေးကိုချက်တို့ထွက်ရမယ်နော်ဒီထွက်ပြပါမယ်ဟောဟိဟောဟိโอเคအတူတူလိုက်ထွက်ကြည့်ရအောင်ဟောဟိဟောဟိနော်ဟုတ်ပါပြီဒီချက်တို့တွေအလဲတန်အုပ်စုနဲ့အမြင့်တန်အုပ်စုဘီလေးကိုပြောပြပြီးသွားတဲ့အခါမှာတော့နောက်ဆုံးတစ်ခုဖြစ်တဲ့နော်အနိမ့်တန်အုပ်စုဘီလေးအကြောင်းကိုပြန်ပြီးတော့နှွေးကြည့်ရအောင်အဲ့တော့အနိမ့်တန်အုပ်စုလေးကအားလုံးပေါင်းဘယ်နှလုံးရှိလဲတာမီတို့မှတ်မိကြလားဟုတ်ပါတယ်အားလုံးပေါင်း24လုံးရှိပါတယ်နော်အဲ့တော့ဒီချက်တစ်လုံးစီကိုရှေ့ကနေဒီချက်တစ်ခေါက်ဆိုပြတာကိုတသားမီမီတို့နားထောင်မယ်ပြီးသွားရင်ဒီချက်နဲ့အတူတူနှစ်ခေါက်လိုက်ဆိုကြမယ်နော်ပထမဆုံးဘီလေးကိုစားမယ်ပထမဆုံးဘီလေးကခေါ်ခွိုင်နော်တူတူလိုက်ဆိုကြမယ်ခေါ်ခွိုင်ခေါ်ခွိုင်โอเคဒုတိယဘီလေးကခေါ်ခွန်နော်တူတူလိုက်ဆိုကြမယ်ခေါ်ခွန်ခေါ်ခွန်တတိယဘီလေးခေါ်ခွန်ရဲ့ဘီကနော်ဗာလေးလဲဆိုတော့ခေါ်ရက်ခံနော်တူတူလိုက်ဆိုကြမယ်ခေါ်ရက်ခံခေါ်ရက်ခံဟုတ်ပါပြီခေါ်ရက်ခံလေးပြီးသွားတဲ့အခါမှာခေါ်ရက်ခံလေးဘေးနားကဘီလေးကငေါငူတူတူလိုက်ဆိုကြရအောင်ငေါငူနောက်တစ်ခေါက်တူတူလိုက်ဆိုမယ်ငေါငူโอเคငေါငူလေးပြီးသွားရင်ဒီဘီလေးကချောချန်နော်တူတူလိုက်ဆိုကြည့်ရအောင်ချောချန်ချောချန်
예, 처창리 비도아인 저로 디빌리가 처츠로 거래. 너 두두 라이 소지메 처츠 예. 너 비도아인 디빌리 처츠 비리야 서소 너 두두 라이 소지메 서소 서소 너 서소리 비도아인 또 비야 비리야 여행 너 두두 라이 소지야 ရောရင်โอเคနောက်ပြီးရောရင်လေးပြီးသွားရင်ရောยักษ์เนาะတူတူလိုက်ဆိုကြည့်မယ်ရောยักษ์เนาะနောက်ပြီးသွားတဲ့အခါကျတော့ရောยักษ์လေးပြီးသွားရင်ကျတို့ဒီဘေးကပြီးလေးကထော်မွန်ထိုเนาะတူတူနှစ်ခေါက်လိုက်ဆိုကြည့်ရအောင်ထော်မွန်ထိုโอเคထော်မွန်ထိုလေးပြီးသွားရင်ဒီပြီးလေးကထော်ဖူးထောက်เนาะနောက်တစ်ခေါက်လိုက်ဆိုမယ်เนาะထော်ဖူးထောက်ဒီနောက်ပြီးသွားရင်ဒီပြီးလေးကထောထားဟန်โอเคတူတူလိုက်ဆိုမယ်เนาะထောထားဟန်နောက်ပြီးသွားရင်ကျတို့ဒီပြီးလေးကထောထားဟန်ပြီးသွားတဲ့နောက်မှာလိုက်တဲ့ပြီးလေးကထောထုံเนาะတူတူဆိုကြည့်ရအောင်ထောထုံเนาะနောက်ပြီးသွားတဲ့အခါကျတော့ဒီပြီးလေးကနောနူတူတူဆိုကြည့်မယ်နောနူဒီနောက်ပြီးသွားရင်နောနူလေးပြီးသွားရင်ဒီပြီးလေးကနောနင်းเนาะနောက်ထပ်နှစ်ခေါက်တူတူလိုက်ဆိုမယ်เนาะနောနင်းဒီနောက်ပြီးသွားရင်ဒီပြီးလေးနောနင်းလေးဘေးကဒီပြီးလေးကเนาะဖော်ဖန်เนาะတူတူလိုက်ဆိုရအောင်ဖော်ဖန်ဒီနောက်ပြီးရင်ဒီပြီးလေးကဖောစံဖောင်းလို့ခေါ်တယ်เนาะတူတူလိုက်ဆိုကြည့်မယ်ဖောစံဖောင်းเนาะပြီးတော့ဒီပြီးလေးက for fun เนาะတူတူလိုက်ဆိုမယ် for fun နောက်ပြီးသွားရင်ဒီပြီးလေးကမော်မာเนาะနောက်ထပ်နှစ်ခေါက်ကတူတူလိုက်ဆိုမယ်เนาะမော်မာโอเคနောက်ပြီးသွားရင်ကျတို့ဒီဟာလေးကရောရူအာเนาะနောက်တစ်ခေါက်ခြေနဲ့လိုက်ဆိုလိုက်မယ်เนาะရောရူအာဒီချက်ရှိကနေတစ်ခေါက်ကထွက်ပြတာအောင်နားထောင်မယ်နောက်ထပ်နှစ်ခေါက်ကခြေနဲ့တူတူလိုက်ဆိုပါเนาะဒီနောက်ပြီးသွားရင်ဒီပြီးလေးကလောလင်းเนาะနောက်ထပ်နှစ်ခေါက်ကလိုက်ဆိုကြမယ်လောလင်းเนาะနောက်ပြီးသွားရင်နောက်တစ်လုံးကလောကျူလာโอเคနောက်လောကျူလာရဲ့ဘေးနားပြီးလေးကဝေါ်ဝင်เนาะဒီနောက်ဆုံးပြီးလေးကတော့ဟောနုတ်ခုเนาะဟုတ်ပါပြီတသားမီးတို့တွေဒီ B44 လုံးကိုပြန်နှွေးပြီးသွားပြီเนาะအဲ့တော့ဒီချဲတို့တွေเนาะမြန်မာစာမှာပဲဖြစ်ဖြစ်တသားတို့အင်္ဂလိပ်စာမှာပဲဖြစ်ဖြစ်သင်တဲ့အခါမှာ B ပြီးသွားရင်ချဲတို့တွေတရကိုသင်ရတယ်ပေါ့เนาะအဲ့တော့ဒီချဲကဒီနေ့သင်ခန်းစာမှာတသားမီးတို့ကိုတရသင်ခန်းစာလေးတွေကိုစပြီးတော့သင်ပေးပါတော့မယ်ဟုတ်ပါပြီသားတို့သမီးတို့ရေအဲ့တော့ဒီချဲတို့ကတရเนาะတရကိုเนาะမြန်မာလိုကတော့တရဟုတ်ပြီအင်္ဂလိပ်လိုက vowel အဲ့တော့ထိုင်းလိုဘယ်လိုခေါ်လဲဆိုတာကိုချဲတို့အခုလေ့လာကြည့်အောင်เนาะအဲ့တော့ထိုင်းလိုတရကိုเนาะချဲတို့ကစရလို့ခေါ်တယ်เนาะစရเนาะဒီချဲနဲ့တူတူလိုက်ဆိုကြည့်အောင်ဒီချဲအရင်တိုင်ပြမယ်ပြီးရင်တသားတို့မမီတို့ကလိုက်ဆိုမယ်เนาะစရเนาะအဲ့တော့ထိုင်းတရဆိုရင်ဒီချဲတို့ကစရထိုင်းလို့ခေါ်တယ်စရထိုင်းเนาะဒီဘက်မှာကဒီချဲပြထားတဲ့ပုံလေးကတော့ဒီထိုင်းတရပေါ့เนาะအဲ့တော့ဒီချဲတို့တွေထိုင်းတရဘယ်နှလုံးရှိလဲဆိုတာကိုဆက်ပြီးတော့လေ့လာရအောင်เนาะအားလုံးပေါင်းထိုင်းတရက32လုံးရှိပါတယ်အဲ့တော့ထိုင်းတရဘယ်နှလုံးရှိလဲသားတို့သမီးတို့
ဟုတ်တယ်32လုံးเนาะနောက်တစ်ခေါက်ထပ်ပြောပါဦးဒီ32လုံးဟုတ်ပြီအဲ့မှာ तू ကထိုင်းတရကလေဒီချေတို့ကတရတန်တိုနဲ့တရတန်ရှည်ဆိုပြီးတော့လေ꿰တယ်เนาะဒါတော့တရအတန်တိုကဘယ်နှလုံးရှိလဲဆိုတော့အားလုံးပေါင်း18လုံးရှိပါတယ်ဒါတို့သမီးတို့အားလုံးဘယ်နှလုံးရှိလဲ18လုံးတရအတန်တို18လုံးเนาะဟုတ်ပြီတရအတန်ရှည်က14လုံးเนาะတရအတန်ရှည်က14လုံးဟုတ်ပြီသားတို့သမီးတို့ရေတရအတန်ရှည်ကဘယ်နှလုံးရှိလဲဟုတ်ပါရဲ့14လုံးเนาะအဲ့တော့အားလုံးပေါင်းချယ်တို့တွေ32လုံးရှိတယ်ထပ်ခွဲလိုက်ရင်တရအတန်တို18လုံးတရအတန်ရှည်14လုံးเนาะပြီးသွားရင်တရကိုစရလို့ခေါ်တယ်ထိုင်းတရဆိုရင်စရထိုင်းเนาะသားတို့သမီးတို့ဟုတ်ပါပြီအဲ့တော့ဒီချဲတို့ခုနတုန်းကတရ32လုံးเนาะ32လုံးရှိရဆိုတော့ပြောပြီးပြီတရအတန်တို18လုံးနဲ့တရအတန်ရှိ14လုံးရှိရလဲပြောပြီးသွားပြီပေါ့เนาะအဲ့တော့ဒီချဲတို့တွေတရတစ်ခုချင်းစီကိုစပြီးတော့လေ့လာတော့မယ်အဲ့တော့ဒီမှာဆိုရင်တသားတို့မိမိတို့ရဲ့ဘက်အချမ်းမှာရှိနေတာဒီတရအတန်တိုညာဘက်အချမ်းမှာရှိနေတာဒီတရအတန်ရှိเนาะအဲ့တော့ချဲတို့တွေဘက်အချမ်းမှာရှိတဲ့တရအတန်တိုလေးကိုဘယ်လိုခေါ်လဲဆိုတာကိုကြည့်ကြည့်အောင်ဘက်ချမ်းမှာရှိတဲ့တရအတန်တိုလေးကနော်အတရပေါ့နော်အတရအဲ့တော့ထွက်မယ်ဆိုရင်စရအစရအစရအနော်အတရအတန်တိုဟုတ်ပြီဒီဘက်ညာဘက်ချမ်းမှာရှိတဲ့ဟာလေးကိုကြည့်ကြည့်အောင်ညာဘက်ချမ်းမှာရှိတာကစရအာစရအာစရအာနော်အာတရပေါ့နော်အဲ့တော့တရအတန်ရှိကစရအာတရအတန်တိုကစရအအဲ့တော့ကျတို့စရအစရအာစရအစရအာနော်ကျတို့စရလေးကိုခဏဖြုတ်ပြီးတော့နော်အတန်လေးတွေပဲကြည့်ကြည့်မယ်အအာအအာအအာနော်နော်စရအစရအာပေါ့နော်ပြီးသွားရင်ကျတို့ဒီရှေ့မှာစရအရောစရအာရောရဲ့ရှေ့မှာကျတို့ဒီမှာအတုံးလေး dash လေးပေါ့နော်အဲ့ဒါလေးကဘာအတွက်လဲဆိုတော့ဒီကျတို့ကဘီးရေးဖို့အတွက်နော်ဖယံချန်တာတွေရေးဖို့အတွက်နော်ဖယံချန်တာတွေရေးဖို့အတွက်ထားတာပါတသားတို့မိမိတို့တွေကဒီတရလေးတွေကိုလေးလာပြီးသွားရင်တခါတည်းဒီဘီးနဲ့တရနဲ့တွဲတာလေးတွေကိုပါဒီကျတို့ကတူတူရေးကျင့်ကြည့်ကြမယ်ပြီနော်ဟုတ်ပါပြီ။သားတို့သမီးတို့ခုနတုန်းကကျတော့အတန်ထွက်ပေါ့နော်။တရအတန်တုံနဲ့တရအတန်ရှင်စရအနဲ့စရအားရဲ့အတန်ထွက်လေးကိုကျတို့အရင်ဆုံးကြည့်ခဲ့တာ။အခုချပြီးတော့ရေးကြမယ်နော်။ရေးတဲ့အခါကျတော့ဒီကျတို့စရအတရအတန်တုကိုအရင်ဆုံးရေးမယ်။ဒါပေမဲ့ရေးပြရင်ဒီကျအရင်ဆုံးရေးပြမယ်။ဒီကျရေးပြတဲ့အချိန်မှာတသားတို့မမီတို့ကဘာမှလိုက်ပြီးတော့မရေးနဲ့အောင်ဒီကျရေးတာကိုပဲကြည့်မယ်။နော်။အဲ့တော့ဒီကျကအရင်ဆုံး3လုံးကိုရေးပြမယ်။ဒီချက်ရေးပြတဲ့အဲ့ဒီ3កောက်ပေါ့နော်အဓိက3လုံးဆိုတာတဲ့3កောက်ရေးပြမယ်။တသားမမီတို့ကဒီချက်အဲ့3កောက်ရေးပြတဲ့အချိန်မှာတေချာလိုက်ကြည့်နေမယ်။ဘာမှလိုက်မရေးသေးနဲ့အောင်နော်။ပြီးသွားတော့မှဒီချက်တစ်လုံးစီထပ်ရေးပြတဲ့အချိန်မှာဒီချက်တစ်ခေါက်ရေးပြမယ်။တသားတို့ကတစ်ခေါက်လိုက်ရေး။ဒီချက်နောက်တစ်ခေါက်ရေးပြမယ်။တသားတို့ကတစ်ခေါက်လိုက်ရေးမယ်။နော်။ဟုတ်ပြီ။အခုလောလောဆယ်ကကြည့်ုံပဲကြည့်မယ်။အဲ့တော့စပြီးတော့ဒီချက်အတရစရအနော်တရအတန်တိုလေးကိုရေးပြမယ်နော်။အဲ့တော့ရေးမယ်ဆိုရင်ကျတို့ဒီလိုလေးရေးမယ်เนาะလိုက်ပဲကြည့်အောင်မယ်เนาะရေးမယ်ပြီးသူ့အောက်မှာလိုလေးသွားမယ်เนาะအဲ့တော့ခုနတုန်းကကျတို့ဒီရှေ့မှာ dash လေးကိုထည့်ပြီးရေးစရာမလိုဘူးအဲ့ဒါကရှေ့ slide မှာဘာလို့ပြထားလဲဆိုတော့เนาะကျတို့ဖယံချနာပြီးရေးဖို့နေရာလေးဆိုတာကိုသိအောင်လို့လုပ်ပေးထားခုတော့တရအတီးတန်းကိုပဲရေးပြီးကျင့်ကြမယ်ပြီเนาะအဲ့တော့ဒီမှာချက်စရဟုတ်เนาะပထမတစ်ခေါက်ရေးပြထားမယ်เนาะအခုဒုတိယတစ်ခေါက်ထပ်ရေးမယ်လိုက်ကြည့်မယ်เนาะလိုလေးရေးမယ်လိုလေးသွားမယ်လိုလေးသွားမယ်เนาะသူကနှစ်ခုဇက်တိုက်ပေါ့เนาะသူ့ကိုရေးပြီးရင်သူ့ကိုပါဇက်တိုက်ရေးရမှာเนาะပြီးဒီချက်တတိယတစ်ခေါက်ကိုဒီချက်ရေးပြမယ်เนาะဟုတ်ပြီဒါဒီချက်3ခေါက်ရေးပြတာအခုတစ်ခေါက်မှာဒီချက်အရင်ဆုံးရေးပြီးရင်တသားတို့ကဒီချက်နဲ့တစ်လုံးစီလိုက်ပြီးတော့ရေးမယ်
နော်အဲ့တော့ဖတ်စာအုပ်ရှိထားတဲ့တသားမမီလေးတွေကဖတ်စာအုပ်မှာစပြီးတော့စရအကိုနော်ဒီ dot line လေးတွေရှိတယ်အဲ့ဒါလေးတွေတိုင်းလိုက်ရေးလို့ရတယ်ဖတ်စာအုပ်မရှိသေးတဲ့တသားမမီလေးတွေကတော့ဒီလိုမျိုးကိုယ့်ရဲ့လေ့ကျင့်ခန်းစာအုပ်မှာဒီချက်အခုရေးပြသလိုမျိုးလေးပဲနော်ရေးလို့ရတယ်နော်โอเคပါစတုထမြောက်၄កောက်မြောက်အခောက်နော်အဲ့ဒါကိုဒီချက်အခုစရေးမယ်ပြီးရင်တသားတို့မမီတို့ကလိုက်ရေးမယ်နော်အဲ့တော့အခုအရင်ဆုံးကြည့်မယ်နော်အရင်ဆုံးကြည့်အောင်မယ်ရေးတော့မယ်ဆိုတော့မှရေးမယ်နော်ပြီးရင်ကြည့်မယ်နော်စရအကိုလိုလေးရေးမယ်နော်ဟုတ်ပြီအခုသားတို့သမီးတို့နော်ဒီ channel နဲ့တစ်လုံးလိုက်ရေးမယ်နော်စပြီးရေးကြည့်မယ်နော်စိတ်လေးအေးလေးထားပြီးတော့နော်ဆွဲသွားမယ်နော်ဒီနှစ်ခုကဇက်တိုက်ဆွဲရမယ်နော်သားတို့သမီးတို့ဒီအပေါ်နှစ်ခုကဒါတီချေကအခုသားတို့သမီးတို့ကိုအသေးစိတ်ရေးပြနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခုချင်းစီကိုအရင်ပြတာနော်အတရကဒီလိုလေးနှစ်ခုပေါင်းမှသူကတရတစ်ခုဖြစ်တာပြီးရင်ချဲတော့ပါပေါ့နော်ဒီတရလေးရေးထိုင်းစကလုံးလေးတွေရေးတဲ့အခါမှာမျက်လုံးလေးကစရေးတယ်ဆိုတဲ့နော်အပြောလေးရှိရပေါ့အဓိကမျက်လုံးဆိုတာတော့ဒီအဝိုင်းလေးတွေနော်တသားတို့တွေရှေ့မှာလဲ B44 လုံးရေးခဲ့ပြီးပြီ B44 လုံးမှာလဲဒီနော်မျက်လုံးလေးအဝိုင်းလေးတွေကနေပဲစပြီးတော့ဘယ်ဘက်ကိုသွားမလားညာဘက်ကိုသွားမလားကွေးသွားမလားဟုတ်တယ်နော်အဲ့လိုမျိုးလေးတွေအခုဒီတရလေးလဲအဲ့လိုပဲစရအလေးလဲနော်အဲ့တော့ချဲနော်ဒုတိယတစ်ခေါက်ထပ်ပြီးတော့နော်သားတို့နဲ့တူတူလိုက်ရေးမယ်ဒီချဲအရင်ဆုံးရေးပြမယ်ပြီးတော့မှဒုတိယတစ်လုံးကိုသားတို့သမီးတို့ရေးမယ်နော်အခုရေးပြတာကိုထပ်ကြည့်မယ်ထုံးစံတိုင်းမျက်လုံးလေးကရေးမယ်နော်ဆရာတို့ပြောရင်မျက်လုံးဆိုတာဒီအဝိုင်းလေးနော်အဲ့လေးကရေးပြီးတော့ဆရာတို့ဒီလိုလေး꿰သွားမယ်နော်နော်အဲ့တော့သားတို့သမီးတို့ဒုတိယတစ်လုံးကိုထပ်ပြီးတော့လိုက်ပြီးတော့ရေးကြည့်ပါဦးသူကလေရေးတဲ့ခါကျရင်ချဲတို့ကဇက်တိုက်ဆွဲရမယ်နော်ဂျားမှာရက်သွားလို့မရဘူးနော်အဲ့တော့ဒီခြေဒီနားလေးမှာအဝိုင်းလေးတစ်ခုရေးပြမယ်နော်ဒီလိုလေးရေးတဲ့ခါမှာလုံးဝဇက်တိုက်ဒီလိုမျိုးရေးရမယ်နော်ကျတို့မှားသွားလဲဟိုဟာမဖြစ်ဘူးပေါ့နော်ဒီလိုနည်းနည်းလေးယူပြီးတော့ဒီလိုလေးရေးနော်ဒီလိုမျိုးရက်သွားကိုမှားသွားလို့ဒီလိုကြီးရက်သွားပြီးတော့မှဆက်ပြီးတော့အဲ့လိုမျိုးဆွဲလို့မရဘူးပေါ့နော်အဲ့တော့ဇက်တိုက်လေးဆွဲသွားမှရမယ်နော်ဒါကဒီချင်းနမူနာလေးပြတာပါဒီတသားတို့ဒုတိယတစ်လုံးလဲပြီးလောက်ပြီတစ်ခေါက်တော့ပြီးလောက်ပြီလို့ထင်တယ်နော်အဲ့တော့ကျတို့တတိယတစ်လုံးကိုရေးကြည့်မယ်နော်ဒီချက်ဒီဘက်မှာပဲဆက်ပြီးရေးပေးမယ်တစ်ချက်ပြန်ရေးပြမယ်နော်ဒီလိုလေးသွားမယ်ဒီလိုလေးသွားတစ်ချက်အသစ်ပြန်ရေးပြမယ်နော်ဒါတို့ကြည့်ရအဆင်မပြေဖြစ်သွားမှာဆိုလို့โอเคအဲ့တော့ဒီနည်းနည်းလေးကြီးရေးလိုက်မယ်နော်ဒါတို့ပို့ပြီးကြည့်လို့ကောင်းလို့ဟောဒီလိုလေးနော်ဒါဒီချက်လို့တော့အကြီးလိုက်ရေးစရာမလိုဘူးเนาะအပေါ်မှာဒီချက်ရေးပြတယ်လို့မျိုးဒီအပေါ်ကရေးပြတယ်လို့မျိုးလေးရေးရင်ရတယ်နော်အဲ့တော့ဒီတစ်ခေါက်နှလုံးရေးကြည့်အောင်နော်တသားတို့နှလုံးရေးကြည့်ချင်းဆောက်ပေးမယ်
ကျတို့ဆွဲတဲ့အခါမှာလုံးဝမရက်သွားနဲ့နော်ဇက်တိုက်လေးပဲနော်မျက်လုံးလေးကနေစပြီးတော့ဆွဲလိုက်ပြီးအဝိုင်းလေးကနေစပြီးဆွဲလိုက်ပြီးဆိုတာနဲ့ဇက်တိုက်လေးသွားမယ်နော် ဟုတ်ပါပြီသားတို့သမီးတို့နှလုံးလုံးရေးပြီးကြပြီလားကဲမရေးပြီးတဲ့တသားမမီလေးတွေရှိလဲတစ်လုံးပဲရေးပြီးထားလဲရတယ်နော်ဒီချက်နည်းနည်းလေးဒီနေ့သင်ခဲ့တာလေးတွေကို revision လေးပြန်ပြီးတော့သွားမယ်နော်ကျတို့သင်ခန်းစာလေးကနော်ဒီနေ့မှာဒီလောက်ပဲရပ်ထားအောင်မယ်စရအကိုပဲရေးတာရပ်ထားအောင်မယ်ပေါ့နော်အဲ့တော့ရှေ့ကနေပြီးတော့ဒီချက်သင်ခဲ့တာလေးတွေကိုတစ်ခေါက်နော်ပြန်ပြီးနှွေးပေးမယ်နော်တီချယ်တို့တွေကဒီနေ့ပထမအဆုံးအနေနဲ့ကနော်ဖယန်ချနာထိုင်းစီစစ်စီတူဝါထိုင်းပြီး44လုံးကိုနော် revision ပြန်ခဲ့တယ်ပြီးသွားတဲ့ခါကျတော့တီချယ်တို့တွေတရနော်စရအကြောင်းလေးကိုရှင်းပြတယ်အဲ့ဒီမှာထိုင်းတရတီချယ်တို့တွေ32လုံးရှိတယ်နော်စရထိုင်းက32လုံးရှိတယ်အဲ့မှာနော်တရအတန်တို18လုံးနဲ့တရအတန်ရှိ14လုံးရှိရဲဆိုတာကိုချဲတို့ပြောပြခဲ့တယ်။ပြီးသွားတဲ့ခါကျတော့ဒီချဲတို့တွေစရအနဲ့စရအာနော်တရအတန်တိုဖြစ်တဲ့စရအနဲ့တရအတန်ရှိဖြစ်တဲ့စရအာနော်အဲ့ဒီနှစ်ခုကိုချဲတို့တွေရှင်းပြခဲ့တယ်ရှင်းပြပြီးသွားတဲ့ခါကျတော့ဒီချဲတို့တရအတန်တိုဖြစ်တဲ့စရအကိုရေးခဲ့တယ်နော်ရေးတဲ့အခါကျရင်ဒီချယ်တို့တွေကမျက်လုံးလေးတနည်းအားဖြင့်အဝိုင်းလေးနော်အဲ့ဒီကနေပြီးတော့စပြီးတော့ရေးရတယ်နော်ပြီးသွားတဲ့အခါကျတော့ဒီချယ်တို့တွေကဒီစရအနဲ့စရအားရဲ့ရှေ့မှာနော် dash နေရာလေးရှိရလို့ပြောခဲ့တယ်အဲ့ဒီ dash နေရာလေးဒီချယ်တို့ကဘာအတွက်လဲဆိုတော့ဖယန်ချနာဘီးရေးဖို့အတွက်ဖြစ်ပါတယ်။ဒါပေမဲ့အခုလောလောဆယ်မှာတော့ဒီချယ်တို့ကတရတွေကိုပဲအရင်ဆုံးရေးပြီးတော့လေ့ကျင့်အောင်မယ်။စရအနဲ့စရအားပေါ့နော်။အဲ့ဒီဟာကိုအရင်လေ့ကျင့်ပါမယ်။ဟုတ်ပါပြီ။နောက်ပြီးသွားတဲ့အခါကျတော့ချယ်တို့တွေနော်ထိုင်းရဲ့ဘီးလေးကိုတစ်ချက်ပြန်သွားကြည့်မယ်။ဘီး44လုံးစီစစ်စီတူဝါကိုအုပ်စု3စုခွဲတယ်။နော်ဒီချက် slide တွေတော့ပြန်မသွားတော့ဘူးတသားမီတို့ပြန်နားထောင်လိုက်မယ်เนาะဒီတိုင်းလေးနားထောင်မယ်เนาะအဲ့တော့ပထမဆုံးအနေနဲ့ကကြတော့အလဲတန်းအုပ်စု B เนาะအဲ့တော့အလဲတန်းအုပ်စု B ကဒီချဲတို့ကအားလုံးပေါင်းက6လုံးရှိတယ်เนาะဒါအတန်တူတာလေးတွေလည်းပါတယ်နောက်ပြီးသွားတဲ့ခါကျရင်ဒီချဲတို့ကအမြင့်တန်အုပ်စုเนาะအမြင့်တန်အုပ်စုကကြတော့အားလုံးပေါင်းက17လုံးရှိတယ်နော်အမြင့်တန်အုပ်စု17လုံးပြီးရင်နောက်ဆုံးအနိမ့်တန်အုပ်စုအနိမ့်တန်အုပ်စုက24လုံးအဲ့ဒီမှာသားတို့သမီးတို့ကိုဘ ഹു တုတအနေနဲ့ထပ်ပြီးတော့နော်မသုံးတော့တဲ့ဘီနှလုံးရှိရယ်နော်ဥမာတီချယ်တို့တွေအမြင့်တန်အုပ်စုနော်အမြင့်တန်အုပ်စု17လုံးထဲမှာဆိုရင်တီချယ်တို့ကနော်ခေါ်ခွတ်နော်ခေါ်ခွတ်ကအခုချိန်မှာမသုံးတော့ဘူးပြီးတော့ချယ်တို့တွေနော်ဒီအနိမ့်တန်အုပ်စုပြီးပေါ့အနိမ့်တန်အုပ်စုပြီး24လုံးထဲမှာဆိုရင်ချဲတို့ခေါ်ခွန်အဲ့ဒီဘီလေးဆိုရင်ဒီချဲတို့မသုံးတော့ဘူးเนาะအဲ့တော့ဒါလေးတွေကိုသားမီတို့တွေကမှတ်မိထားရမယ်เนาะဒီရှေ့မှာတရတွေကိုဆက်သွားမယ်ဆိုပေမဲ့ဘီလေးတွေကိုလည်းเนาะပြန်ပြီးတော့လေ့ကျင့်နေရမယ်เนาะဒီချဲလဲဒီအတန်းထဲမှာသားတို့သမီးတို့အတွက်လေ့ကျင့်ပေးပါမယ်ဟုတ်ပါပြီအဲ့ဒါဆိုရင်တော့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုနှုတ်ဆက်ပါရနော်สวัสดีค่ะเจอกันใหม่นะထပ်ပြီးတော့တွေ့ကြမယ်